Elena ni muidu alamai mingalaba kami Elena da dunia sana lawan kongi natau nasa chap lawan ye alaza hoda nya hobi wa kami agonong alamai nasi jawa lu kino do jama kami asu kong ni bo agong ba ba kami lumu ye siwai chi ya sa agong ba ba ye Elena da dunia ji ku stala bai ma saya bai pon mu chi de a lot the ma so yi pi ya la lo kaung saung lu ဦးစီးဦးဆောင်လုပ်နိုင်တဲ့လူခေါင်းဆောင်ဆိုရင်ဂျာရီပါဖြစ်နိုင်တယ်ပြီးပြီးဆိုရင်ကြိုးစားရင်ကြိုးစားတော့ပေါက်မြောက်မယ်ဆိုတဲ့နိနန်တွေထဲမှာတလင်းလာတာသူများရှိမှာပါနေပါတယ်ခင်ဗျအနေကအဓိကသတိထားမှာခေါင်းမူခြင်းကျမကြီးမှာခေါင်းမူခြင်းခေါင်းကိုက်ခြင်းအဲ့လိုမျိုးဖြစ်တယ်ဗျဘိုက်အောင်ခြင်းလို့နည်းနည်း6လောက်ခေါင်းနဲ့သတိထားပြီးပါလို့ကျွန်တော်ဒီနေရာကနေပြောချင်တယ်ခင်ဗျပြီးတော့ရန်နေများနေတယ်ဗျစနေသမီးအင်္ဂါသားသမီးပေါ့စနေသားသမီးအင်္ဂါသားသမီးကိုလည်းသတိထားဖို့တော့အဲ့လိုမျိုးဟာတွေနည်းနည်းလေးဒုက္ခပေးတယ်ဗျအိမ်တော်တွေဘာတွေကြတော့လေပြိုကွက်တယ်ဗျအိမ်တော်တွေဘာတွေမှာပြိုကွက်တဲ့လူတွေပါတယ်ဗျဆမမြောက်အိမ်တော်ရေးဘာကြီးမှာတော်တော်လေးကိုပြိုကွက်တတ်တယ်အခြေကြီးမှာကောင်းပါတယ်ဒါမှဆိုရင်အိမ်တော်ကြီးမှာသိမကောင်းပါဘူးလူမှုရေးမှာကြတော့ရံဘတ်တွေနည်းနည်းများနေပါတယ်ကိုယ်နဲ့အဆင်မပြေတဲ့လူတွေခက်များများနည်းနည်းဖြစ်နေပါတယ်ကိုကပြောလို့အရှူသူကအမဲကိုကအမဲသူကအရှူပုံစံမျိုးတွေဖြစ်နေတာလည်းမြင်ရပါတယ်ခင်ဗျပြီးတော့သူတို့ရှေ့ဆက်လှုပ်ရှင်တဲ့ဟာတွေဒီတွန်းဆုံတွေပုံစံမျိုးတွေဖြစ်နေတယ်ဗျပြီးတော့သူတို့ကပယောဂတိုက်ခိုက်ပုံစံမျိုးတွေဖြစ်နေတဲ့ပုံစံမျိုးရှိတယ်ဒီ12လပိုင်းလာလုံးစာမှာငွေတော့ကြီးကြီးပိုက်ရမယ်ကိန်းကဏ္ဍဒီမှာလည်းပါနေတယ်ဗျပြီးတော့ငွေရေးကြီးရေးစီးပွားရေးမှာအရန်ကောင်းနေတယ်ကာကန်လို့ပြောပုံစံမျိုးကားတွေပါရာခိုင်နှုန်းငွေတွေပါထုတ်လိုက်ထည့်လိုက်ရာခိုင်နှုန်းရှိတယ်ပြီးတော့ကျွန်တော်ပြောချင်တာကခလေးခွေးငှက်စာများငါးစာများကျွေးပေးပါဗျကျွေးပေးလှူပေးပါဗျခလေးတွေမဟုတ်ပါညာပေးပြီးဆိုရင်လမ်းမှာညီ9စုပ်မဟုတ်ကြောက်9ခဲဘူးလမ်းဖို့နီကပို့ပေးပါခင်ဗျအားရဆိုရင်အိမ်တော်ကြီးများပြန်ကောင်းတတ်ပါတယ်ဒါမင်းလည်းနာသားသမီးခင်ဗျားများကကျွန်တော်မြင်လာတော့မိန်းကလေးများပါပါကအိမ်တော်ပြက်စီးခင်းကြီးကိုဒီတလာပိုင်းထဲမှာကျွန်တော်မြင်ရပါတယ်ဗျကျွန်တော်မြင်တဲ့အတိုင်းကိုကျွန်တော်ပြောပြတာပါခင်ဗျစီးပွားရေးမှာလည်းအရင်ကောင်းနေပါလိမ့်နာသားသမီးတွေစီးပွားရေးမှာအထောက်ပံ့အကူအညီပုံစံမျိုးတွေရှိနေပါတယ်ဒီမှာဆိုရင်ထုံပေါက်နဲ့တော်တော်ကောင်းနေပါဗျဝေးကြီးလည်းထုံပေါက်တယ်စီးပွားရေးလည်းထုံပေါက်တယ်စက်ပစ္စည်းစီစားဆန်ဆေးရအဆင်ပြေလာမယ်လို့ကျွန်တော်မြင်ပါတယ်ဒါတွေကိုအကုန်လုံးကြော်နိုင်အောင်လုပ်ရမှာကကျွန်တော်တို့ပြောချင်တာကကိုယ်အိမ်မိနာကလူတော်ဦးနည်းနည်းတည်ထားပြီးပါတန်နှင်းကုန်ကြီးကြာသာပရိတောက်ကြာဆိုတဲ့ဒီသုံးခုကကိုယ်ဒုက္ခပြီးတတ်ပါတယ်လို့ပြီးတော့မြင်ပါတယ်ဗျနောက်နည်းနံလေးခုကတော့ဗုဒ္ဓဖူးစနေအင်္ဂါတလင်းလာကိုနည်းနံနေပေါ့အဲ့လိုမျိုးတော့အဲ့လိုလေးဥပါတော့ကျွန်တော်တို့ငွေကြီးစီးပွားရေးထောက်ပံ့ပေးနိုင်မယ်ပုံစံမျိုးမြင်နေဗျမိသားစုအကူတွေလည်းကိုမိနေတယ်ဗျမိသားစုအကူသားသမီးအကူပြီးပြီးဆိုယောက်ျားလေးဆိုရင်တလင်းလာမိမအကူများလည်းမိတတ်ပါတယ်အဲ့ဒါလေးတွေကိုတော့နည်းနည်းသတိထားပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျခொနည်းသားသမီးများစိတ်ချမ်းသာခြင်းကိုကြံ့မာခြင်းနဲ့ပြည့်စုံကြပါဗျဒီနေရာကအကုန်လုံးကြော်ဝါနိုင်အောင်ယူရမယ့်ခါရာကတော့ရှိပါတယ်ယုံကြည်တဲ့လူများလိုက်လုပ်ပါလို့ကျွန်တော်ပြောချင်ပါဗျသူကတော့ခုံတော်ကိုတနေ့ကိုတရားရှေ့တော်ဆိုရင်းနဲ့တစ်ပတ်ဖြစ်ဖြစ်အဓိကတစ်ပတ်လောက်စိတ်ပြီးပေါ့ဗျအဲ့ဒါဆိုပြန်ကောင်းပြီခန်းကောညုံကိုညုံကိုဖျားမှာလည်းဒီပြင်ပေးပါလို့ကျွန်တော်ပြောချင်ပါဗျကျွန်တော်သေချာဆက်သွယ်ခြင်းပါက66ခု992 621 Viber ကနေဆက်သွယ်လို့ရပါတယ်လို့ဒီနေရာကနှုတ်ခွန်းဆက်ပါရစေဗျာ